ဟုတ်ကဲ့မင်္ဂလာပါကျွန်တော် AC ပါအခုကျွန်တော်ပြောချင်တာဒီလို internet browser တွေမှာဖြစ်နေတဲ့ကျွန်တော်တို့ဒီ browser တွေမှာကျွန်တော်တို့မြန်မာစာ font ပြဿနာတွေကိုကျွန်တော်ပြောချင်တာပါအဲ့တော့ကျွန်တော်မြန်မာစာ font ပြဿနာတွေပြီးတော့ကျွန်တော်တို့ဒီ Gtor တို့ကျွန်တော်တို့ Sky တို့ရှိမှာကျွန်တော်တို့မြန်မာစာ font ပြဿနာတွေတက်နေတာကျွန်တော်တွေ့ရပါတယ်အဲ့တော့ကျွန်တော်တီးသလောက်လေးကျွန်တော်ပြန်ပြီးတော့ပြောပြပါပေးပါမယ်အဲ့တော့ကျွန်တော်ပထမဆုံး EH လို့ခေါ်တဲ့ကျွန်တော်ပထမဆုံးကျွန်တော်သွားပါကျွန်တော် EH လို့ခေါ်တဲ့ internet employer ကိုကျွန်တော်ရင်ဆုံးမြန်မာစာ font ချိန်ပြပါโอเคကျွန်တော်ဒါ EH ရရောက်နေပါတယ်အဲ့ဒီအချိန်မှာကျွန်တော်2ဆိုတာရှိပါတယ်2ကနေပြီးတော့ကျွန်တော် internet option ဆိုတာတစ်ချက် click တစ်ချက်နှိပ်ပါမယ်အဲ့ဒီမှာကျွန်တော်တို့က font ဆိုတာရှိပါတယ် font တစ်ချက်နှိပ်ပြီးရင်ကျွန်တော် Zoji 1ပြောင်းပေးပါမယ်ပြီးရင် okay ပြီးရင် okay အဲ့ဒါဆိုရင်ကျွန်တော် EH မှာမြန်မာစာ font ပြောင်းပေးပါမယ်အဲ့လိုပဲကျွန်တော်တို့နောက်တစ်ခုထပ်ပြီးတော့ကျွန်တော် Chrome ဆိုတဲ့နေရာမှာကျွန်တော်မြန်မာစာ font ချိန်ပါပါအဲ့တော့ Chrome ကိုကျွန်တော်ဖွင့်ထားပါတယ်ပြီးရင်ကျွန်တော်ညာဘက်ထောက်လေးမှာညာဘက်ထောက်အစုံဆုံးမှာ Customer and Control Google Chrome ဆိုတာရှိပါတယ်အဲ့ကောင်လေးကို click တစ်ချက်နှိပ်လိုက်မယ်ပြီးရင်ကျွန်တော် setting ကိုသွားပါမယ် okay ကျွန်တော် setting နဲ့ရောက်သွားပြီ setting နဲ့ရောက်သွားတဲ့အချိန်မှာ show advanced setting ဆိုတာရှိပါတယ် click တစ်ချက်ထပ်နှိပ်ပါမယ်ပြီးရင်ကျွန်တော်တို့ web content ဆိုတာရှိပါတယ် web content မှာကျွန်တော်တို့ customer form ကိုကျွန်တော်တို့ဒီမှာ standard form မှာကျွန်တော်တို့ Zoji 1ပေးပါမယ်အလားတူပဲအောက်က font တွေမှာလည်းကျွန်တော်တို့ Zoji 1ပြောင်းပေးပါမယ်โอเคဒါဆိုရင် Chrome မှာကျွန်တော်တို့မြန်မာစာရအောင်ပါโอเคရတာမရတာကျွန်တော်ရင်ပြန်စမ်းကြည့်ပါမယ်โอเคကျွန်တော်ဒါဆိုရင်ကျွန်တော်မြန်မာစာကိုမြင်ရပါမယ်โอเคကျွန်တော်ဒါဆိုရင်ကျွန်တော် Chrome မှာမြန်မာစာမြင်ရပါတယ်ကျွန်တော်တတိယအဆင့်အနေနဲ့ကျွန်တော်ပြောချင်တာကျွန်တော် Mozilla မှာပေါ့နော်ကျွန်တော် Firefox လို့ခေါ်တဲ့ Mozilla မှာကျွန်တော်မြန်မာစာပြောနေတာအဲ့တော့ကျွန်တော်ပထမဆုံးဒီ Mozilla ကိုရောက်သွားတဲ့အချိန်မှာကျွန်တော်အပေါ်ဆုံးမှာကျွန်တော်2ဆိုတာရှိပါတယ်2ကိုတွေ့ရင်ကျွန်တော် option ဒီ click တစ်ချက်နှိပ်ပါမယ်ပြီးရင်ကျွန်တော်တို့ default font ဆိုတဲ့နေရာမှာကျွန်တော်တို့မြန်မာ Zoji 1ကိုရွေးပေးပါမယ်โอเคပြီးရင်โอเคဒါဆိုရင်ကျွန်တော်တို့မြန်မာစာရအောင်ပါโอเคဒါဆိုကျွန်တော်မြန်မာစာရအောင်ပါအဲ့လိုပဲကျွန်တော်နောက်ဆုံးခုသူကြိုက်များနေတဲ့ method ပေါ့နော်အဲ့ method မှာကျွန်တော်တို့မြန်မာစာ font လေးကျွန်တော်ပြောင်းတယ်โอเคဒါဆိုရင်ကျွန်တော်မတုံရောက်ပါပါမတုံမှာမြန်မာစာ font ပြောင်းနေတယ်ဆိုရင်ကျွန်တော်ပထမဆုံးကျွန်တော်ညာဘက်တောက်လေးမှာ menu ဆိုတာရှိပါတယ် menu ကို Alt F နဲ့လည်းနှိပ်လို့ရပါတယ် click တစ်ချက်နှိပ်မယ်ပြီးရင်ကျွန်တော်တို့ setting ကိုသွားပါမယ် setting ကိုရောက်သွားတဲ့အချိန်မှာကျွန်တော်တို့ web page display ဆိုတာရှိပါတယ်အဲ့မှာကျွန်တော်တို့ select ကို click တစ်ချက်နှိပ်ပါမယ်ပြီးရင်ကျွန်တော် Zoji 1ကိုပေးပါမယ်ပြီးရင် okay ကဲဒါဆိုရင်ကျွန်တော်မြန်မာစာလည်းရအောင်ပါကျွန်တော်ဒါဆိုရင်ကျွန်တော် method မှာမြန်မာစာရအောင်ပါโอเคဒါဆိုရင်ကျွန်တော် browser ၄ခုလုံးမှာမြန်မာစာရအောင်ပါနောက်တစ်ဆင့်ကျွန်တော်ပြောချင်တာဒီ desktop ပေါ်မှာမြန်မာစာတွေကအတုံးလေးဖြစ်နေတဲ့ကိစ္စပါဒီမြန်မာစာ desktop ပေါ်မှာကျွန်တော်မြန်မာစာအတုံးလေးဖြစ်လိုက်ရင်ကျွန်တော် background မှာကျွန်တော် background ကိုကျွန်တော်တို့ချိန်လိုက်လို့ဖြစ်ပါတယ်အဲ့တော့ background မှာကျွန်တော်ဥပမာကျွန်တော်ပုံစံတစ်မျိုးရှင်းပြပါမယ်ဒါဆိုရင်ကြည့်လိုက်ပါကျွန်တော်ဒီခုနကတော့ကျွန်တော်ရေးထားတဲ့မီးရင်ရှင်ဆိုတဲ့ဒီ file လေးကကျွန်တော်မြန်မာစာမပေါ်တော့ဘဲနဲ့ကျွန်တော်အတုံးလေးတွေတွေ့နေရအောင် okay အဲ့ဒါကိုကျွန်တော်ကအရင်ဆုံး right click နဲ့ပဲပြီးရင်ကျွန်တော် click ချက်ထပ်နေပြီးရင်ကျွန်တော်တို့ window color ဆိုတာရှိပါတယ် window color မှာ advanced appearance setting ဆိုတာရှိပါတယ်advanced appearance setting မှာကျွန်တော်တို့တစ်ချက်ပထမဆုံး item မှာကျွန်တော် text icon ကိုပြောင်းပါမယ်ပြီးရင် font မှာကျွန်တော်တို့ Zoji 1ကိုပေးပါမယ်ပြီးရင် okay save change okay ဒါဆိုရင်ကျွန်တော်တို့ပြကြည့်တယ်ပါကျွန်တော်ခုနဖွဲ့ထားတဲ့ကျွန်တော်မီးရင်ရှင်းဆိုတော့ကျွန်တော်ဒီ file လေးတစ်ခုကကျွန်တော်တို့အခုမြန်မာစာပြန်ပေါ်သွားပါတယ်
အဲ့လိုပဲကျွန်တော်ဂျီတော့မှာကျွန်တော်မြန်မာစာပြောင်းတဲ့ပုံစံလေးကျွန်တော်ပြပါမယ်โอเคဒါဂျီတော့ရောက်တယ်ဂျီတော့မှာအခုကျွန်တော်ကြည့်ရပါโอเคကျွန်တော်မြန်မာစာရိုက်လို့မရဘူးအဲ့တော့ကျွန်တော် setting မှာဝင်ပြီးချိန်ပေးပါမယ် setting ကို click တစ်ချက်နှိပ်ပါမယ်ပြီးရင် change font ဆိုတဲ့နေရာမှာကျွန်တော် click တစ်ချက်နှိပ်ပါပြီးရင်ကျွန်တော်ဒီ time new roman ဆိုတဲ့နေရာမှာကျွန်တော် Zoji 1ကို click ပေးလိုက်ပါမယ်ပြီးရင် okay နှိပ်ပေးပါမယ် okay ဒါဆိုရင်ကျွန်တော်ထည့်ရိုက်ကြည့်ပါမယ်okay ဒါဆိုရင်ကျွန်တော်တို့ကြည်တော့မှလည်းမြန်မာသားရအောင်okay နောက်တစ်ဆင့်ကကျွန်တော်ဒီ sky လို့ခေါ်တယ်ကျွန်တော်ဒီမှာအခုလူကြိုက်များနေတဲ့ဒီနေရာမှာကျွန်တော်ကမြန်မာစာရိုက်ချင်တာဗျအဲ့တော့ကျွန်တော်မြန်မာစာရိုက်okay မြန်မာစာရိုက်လို့အခုချိန်မှာကျွန်တော်မြန်မာစာရိုက်လိုက်တဲ့ချိန်မှာအကုန်လုံးအတုံးလေးပဲပေါ်နေတယ်အဲ့တော့ကျွန်တော်ပြောချင်တာဒီ true ဆိုတဲ့နေရာကနေကျွန်တော်တို့သွားပါမယ်မြန်မာစာဖုန်းဘယ်မှာချိန်ရလဲဆိုတော့ကျွန်တော်ပြချင်တာအဲ့တော့ true ကနေပြီး option တစ်ချက်သွားပါမယ် option ရောက်သွားတဲ့အချိန်မှာ SMS ဆိုတာရှိပါတယ်အဲ့မှာကျွန်တော် appearance ဆိုတာတစ်ချက်ရှိပါတယ်ပြီးရင် chain phone ဆိုတာတစ်ချက်ထည့်နေပါမယ်ပြီးရင်ကျွန်တော် Zoji 1ကိုပေးပါမယ်ပြီးရင် okay ပြီးရင် save အဲ့ဆိုကျွန်တော်ခုနကပြောလို့ကျွန်တော်ရေးလိုက်တဲ့အတိုင်းပဲ Zoji phone ကိုကျွန်တော်ဒီမြန်မာစာကိုကျွန်တော်ဒီ Sky မှာအသုံးပြုလို့ရအောင်ပါokay ဒီလောက်ဆိုရင်ကျွန်တော်ဒီမြန်မာစာနဲ့ပတ်သက်တဲ့ဒီ problem လေးကိုကျွန်တော်နားလည်သဘောပေါက်လို့မယ်လို့ကျွန်တော်ယူဆပါတယ်အားလုံးအဆင်ပြေပါစေ